ဒီနားရက်တော်လာပါတယ်မေးစင်းဟိုမှာပေါ်စီးရနေပါဟိုပါကြည့်ပတ်မှာပါအဲ့ငါပဲနိုင်ပဲပြန်လက်ဖြန့်လို့ပြန်ကိုဝယ်ပြီးတော့ကိုပတ်စံထည့်ရနော်မခေါင်းလောင်းလေ400အကျွေးပါတယ်မပါဒီတရားလေးကနည်းနည်းလာပါတယ်ဒီအပေါ်ဖက်တက်သွားရင်တော့ဒီမီတာခဲတွေဖက်ရောက်မယ်ထင်တယ်ဗျကျွန်တော်တခါတော့လာဘူးရပေါ့နော်အခုကျွန်တော်တို့ဒီအိုတာခဲသွားမှာဆိုတော့ဒီဖက်သွားမှာပါโอเคအဲ့တော့တော်နောက်ကျနေပေါ့နော်စနစ်တောင်ထိုးတော့ပြူပိုက်ကြည့်တဲ့နေရာပါတော့ဖက်မသွားတော့ဘူးနော်3.9 ပဲကျန်ပါတယ်ဒီဖက်ဒီမီတာခဲတောင်မှတောင်ထိတ်မရှိဘူးပေါ့နော်အကြောင်းမို့အခုကျွန်တော်တို့တာခဲပဲသွားနေပါတယ်ဒီ2.4သွားရှင်တော့ပိုနီးရတယ်အမေဒီကောင်နည်းနည်းမတ်တယ်ဗျကျွန်တော်တခါတက်ဘူးပဲအခုဒီ3.6ပဲသွားလိုက်ဟောနိုင်ကြီးတယ်လေသူကတက်တော့တက်ပြီးတော့တက်ရင်နဲ့ဖျားရှင်တဲ့ဟာတော့ပျောက်လာပြီလို့ပါပဲတော့မနေ့ကမစားလာရတော့ခောက်ဆွဲဝင်စားလိုက်တယ်ပြင်းအောင်ပြင်းသွားတဲ့လမ်းလျှောက်တယ်ဘိုက်ပြင်းနေဘာမှတော့အဲ့လောက်ထိမဟုတ်ဘူးအန်ဒီများပါတယ်ပြုတ်ကြမလို့ပါဘူးဟိုအတူချိုမျိုးပါလမ်းတွေ့ရလာတော့မသိခုမှတောင်စားတက်တယ်လို့ခေါ်တာပါဗီဒီယိုရိုက်ပြပေးရတာတော့ပြင်းစရာကြီးပေါ့နော်ဘယ်လိုတောင်လုံးဒီပုံစံပဲဆိုတော့တောင်တက်ဗီဒီယိုရပြင်းဖို့ကောင်းပါလေဒါမှဒီနေ့အရာဒီဥတုလည်းမပူဘောနော်မိုးအုပ်လေးဘောနော်မဲကျွန်တော်ရမ်းပင်ပန်းပါလေအရင်လေကထက်စိုက်ရတယ်ကထက်လေကထက်တဲ့တော့ရှိတလုံးနေရောတင်းနေဘောနော်
ပြီးတော့ဒီခါးတွေပါရောနာလာရအားတွေဆိုမရှိဘူးပေါ့နော်ရက်ဒီဆက်တော့ပြီးတော့နားဆိုဥနေဗျာနားပိတ်နေ3ရက်လောက်ရှိပြီအဲ့ဒီနေ့နောက်ဆုံးပဲဆိုတော့ဒီနေ့တက်ပြီးတော့4ရက်လောက်အားလုံးလုပ်ရင်းနဲ့အေးဆေးနားလို့ရရောနော်နေ့ကြောဖို့အိတ်ထဲမှာစားစရာတွေတော့အများယူလာတယ်ရေဆိုရောအများကြီးထဲလာတဲ့ energy drink ရော energy ကျေရောခုနရောခောက်ဆွဲတော့စားလာသေးဆိုတော့ဒီလောက်မမောဘူးသေးပဲတောင်တက်တာခုတည်းဒီကဘာမှဆုံးမဲပေါ့နော်မရှိပါဘူးတော်ထိပါတယ်ဒါမှဒီနေ့ဒီတောင်ကဘာမှမဟုတ်ဘောနော်အဲ့လောက်ထိမကျန်းဘောနော်ဒီတောင်ကဖျားတော့မဖျားရှင်းနေဘူးပဲဒါပေမဲ့ပြင်ပန်းနေတယ်လို့နာတန်နေပါရောင်းပူထွက်လာပုံမှန်ဆိုကျွန်တော်ကြောပွဲရဒီထက်အများကြီးလေးရဒါတော့ဒီနေ့အများကြီးရှော့ထားတာပို့ပြီးတော့လေးရလို့ခံစားရတယ်ခါးတွေရောအောက်လာမတက်ပြီဆိုမှတော့တောင်ထိပ်ရအောင်တက်လိုက်မယ်ပြီးမှအေးဆေးဆင်းပြီးတော့အေးဆေးပြန်နားပါမယ်တော့ပြင်ပန်းနေမှာပြင်ပန်းဖို့ဒီတော့ရွှေတွေကြည့်ပါခါးကိုနည်းနည်းကုန်းပြီးတက်ရင်တော့ပေါင်အားနဲ့တုံးတယ်ခြေတလုံးတိတ်မထိတော့လေဆိုတော့တဲ့တော့ခြေတလုံးအားကြီးတုံးတယ်လို့ဖြစ်နေတယ်ကျွတ်လက်တက်ချင်တယ်လို့ဖြစ်နေဆရာကြီးလည်းမရတော့ပါဘူးဆရာကြီးလည်းရှုပ်ပါပြီတရေမချီရောဘယ်မှာဖူတီတောင်းချစ်တောင်ထဲရောက်ခဏနေပါပြီOh, 30 meter ပဲကျန်ပါလေ Yes 30 meter ဆိုရောက်ပြီရှေ့မှာ1260လောက်ရှိပါတယ်နော်ဖူစီတောင်တဲ့နော်အိုးမရွာကြီးရွာတော့လာမဖူစီတောင်နော်ဒီစေးတွေ့ရတယ်နေတော့我大概当保人你他တော့လာတယ်ဘောနော်တော့ပေါ်မှာတော့တောင်တွေထက်လို့ဒီရှာပြပြီးတော့ပဲရှာပြပြီးနေလေးစားမှာမလို့ပါဒီတောင်ပေါ်နေဒီမှာခန်းနေကျွန်တော်တို့ဒီအခုတမပဲဆေးမှာပေါ့နော်3.4 ကီလိုမီတာရှိပါတယ်ကျွန်တော်တို့တက်ခဲ့တဲ့အတိုင်းဆင်းမယ်ဆိုရင်တော့ဒီမှာ 3.8 ပဲရှိရောနော်ဒီဘက်ဆင်းမယ်ဆိုရင်တော့9.5လောက်တော့9.4လောက်တော့ခွာပါတယ်တဝက်ထက်တော့ကျော်ရပေါ့နော်ဒီခုတမပဲဆင်းမှာပါရနေတခြားတောင်ထက်သွားလို့ရသေးတယ်ကဲခုကျွန်တော်တို့နေ့လေးစားဖို့လုပ်ပါမယ်ခောက်ဆွဲပြုတ်စားပါမယ်နေ့တော့ကျွန်တော်လည်းကျွန်တော်ဘော်ဒါနေရောက်ပါပဲအခုကျွန်တော်တို့ပြန်ဆင်းပါတော့မယ်ဖုန်းအကုန်နေပြီမလို့တော့အဲကြောင့်မို့ကျွန်တော်တို့စားလဲစားပြီးသွားပြီဗျာ
ကျွန်တော်တို့ကစင်းလမ်းမှာပဲနောက်တစ်တောင်ထပ်ဖြတ်ရပါတော့မဒီတောင်လားတောင်ကျော်1109 မီတာရှိပါတယ်တောင်နမဲတော့ခန်းကြီးနေပေါ့နော်ဆိုမဖတ်တတ်ပါခုကျွန်တော်တို့ဒီအခုတမကိုဆက်စင်းဖို့ဒီ5 ကီလိုမီတာလောက်ကျန်ပါသေးတယ်ရပါကျွန်တော်တို့စင်းလာတာတနာရီလောက်ပဲရှိသေးတော့3 ကီလိုမီတာကျော်စင်းလာတယ်ပေါ့နော်အကြောင်းအစင်းရတော့တော်တော်ခက်ပါတယ်ဒီဘက်ကတော့တရက်ထဲနဲ့2000ရောက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်စစ်ဆေးရပါမယ်တပုံရိုက်လိုက်ပါဦးမယ်โอ้ဒီနားရက်တော်တော်လာပါတယ်မေးစင်းโอ้ว่าပေါ်စီးရနေပါโอ้ပါကြီးတက်ခဲ့ဘယ်တောင်လဲတော့မမိတော့ကြာတော့မလဲပါ从别家人搞呗，这是一点嘛。 စီပါပဲကုတမပြန်ရောက်ပါပြီခု9နာရီပဲရှိသေးတယ်ပေါ့နော်ကျွန်တော်တို့ပြောထားတဲ့အတိုင်းပါပဲ 8.4 ကီလိုမီတာကိုကျွန်တော်တို့ဒီ3နာရီနဲ့ပဲဆင်းတယ်ပေါ့နော်ဒီဖက်တွေကကမ်လို့တဲ့နေရာတွေပါနာမည်ကြီးပါတယ်ဒီတောင်လာတဲ့နော်ကျွန်တော်အကြံပေးချင်တာဒီဖက်နေလာတဲ့ပိုကောင်းတယ်ပေါ့နော်ဒီမီတာခဲဖက်လာတဲ့ထက်ဆိုင်ဒီဖက်နေဆင်းလာမယ်ဆိုအရန်ပင်ပန်းပါတယ်အဖိုးတွေအဖွားတွေဆိုမဆင်းနိုင်ဘူးပေါ့နော်လမ်းတော်တော်ကျမ်းပါတယ်အဲကြောင့်တက်မယ်ဆိုရင်တော့ဒီဖက်နေလာတက်ပြီးတော့အစင်းကျရင်ဟိုမီတာခဲဆိုတဲ့ဖက်ကျွန်တော်တို့တက်ခဲ့တယ်ဆိုတဲ့ဖက်ဆင်းရင်ပိုကောင်းတယ်ပေါ့နော်ကျွန်တော်တို့ကပြောင်းပြန်ဖြစ်သွားပါတယ်အမေကျွန်တော်တို့ 8.4 ကီလိုမီတာကို3နာရီတော့မရှိဘူးပေါ့နော်ကျွန်တော်တို့ရအောင်ဆင်းပါတယ်ဒီကနေစတက်ပြီးဟိုတောင်ပေါ်ထိရလို့ဒီဖက်လမ်းရွေးပါအဲ့ဒါအကောင်းဆုံးပဲဖြစ်ပါတယ်ခေပါပြောရှင်တော့ဒီနေ့ပိုက်စားရောတော့စားပါမယ်ပြန်စားပါမယ်ဟုတ်မှာအခုကျွန်တော်တို့အခုတမဆိုရင်နောက်10မိနစ်ဆိုရောက်ပါပြီကျွန်တော်ရဲ့ဗီဒီယိုကတော့ဒီနေ့တလောက်ပဲပေါ့နော်ဖုန်းအားတော့ခု100 ခိုင်နှုန်းပဲကြံပါတယ်နောက်တောင်နေမှာထပ်တွေ့ပါမယ်နာတွေရောပိုပိတ်နေပါပြီ对吧？没几把戏。အားလုံးပဲနောက်တောင်မှာထပ်တွေ့ကြပါမယ်ရမ်းပြင်ပန်းခဲ့ပါပြီโอเค